ဂျပန်နိုင်ငံရဲ့လျှို့ဝှက်သုတေသနစခန်းဖြစ်တဲ့ Unit 731မင်္ဂလာပါပရိသတ်ကြီးဂျပန်စစ်တပ်ကလည်းတခေတ်တခါကရက်ဆက်ပြီးတော့သွေးအေးတဲ့နေရာမှာအတော်လေးနာမည်ကြီးခဲ့တာဖြစ်ပါတယ်ဂျပန်စစ်တပ်ရဲ့ trainee တွေစစ်ရေးလေ့ကျင့်ရေးစခန်းတွေဟာအသေးခံအောင်ကြောက်ဖို့ကောင်းလာတယ်လို့လူသိများပါတယ်။ဒါပေမဲ့ဘယ်သူမှရေမသိရှိခဲ့ရပါဘူး။ဘာကြောင့်လဲဆိုရင်ဂျပန်တွေဟာပါဇက်လုံပြီးတော့စစ်ရေးနဲ့ပတ်သက်ရင်အင်မတန်တူသိတဲ့လူမျိုးတွေဖြစ်လို့ပါပဲ။သူတို့ရဲ့စစ်စင်ရေးနည်းဗျူဟာတွေကိုလည်းဘယ်သူမှအတိမခံခဲ့ကြပါဘူး။ဒါကြောင့်လည်းလျှို့ဝှက်တပ်ဖွဲ့တွေကိုမကြာခဏဖွဲ့စည်းလေးရှိကြပါတယ်။ဒီလိုတပ်ဖွဲ့တွေတဲကမှ Unit 731ကိုတော့အားလုံးကကြားဖို့ကြမှာပါဒုတိယကမ္ဘာစစ်အတွင်းဖွဲ့စည်းထားတဲ့ဂျပန်စစ်တပ်ရဲ့လျှို့ဝှက်သုတေသနစခန်းတစ်ခုဖြစ်ပါတယ်။ယနေ့မှာတော့သွေးအေးပြီးတော့ရက်ဆက်လာတဲ့အဆိုပါ Unit 731အကြောင်းကိုမျှဝေပေးသွားမှာဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဦးနော်။တစ်ဆက်တည်းမှာပဲကျမတို့ရဲ့ရွှေစည်းကွက် Entertainment Channel လေးမှာအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုပရိသတ်တွေအတွက်အမြဲလိုတင်ဆက်ပေးမှာဖြစ်လို့ Like and Subscribe လုပ်ထားဖို့လည်းတောင်းဆိုလိုက်ရပါတယ်ရှင်။ Unit 731ဆိုတဲ့သုတေသနစခန်းကဒုတိယကမ္ဘာစစ်အတွင်းဂျပန်စစ်တပ်ရဲ့အဝတ်ဖဲတစ်ခုပဲဖြစ်ပါတယ်။အဆိုပါစခန်းထဲမှာစေပညာရှင်တွေပညာတတ်တွေနဲ့စစ်ကောင်းဆောင်အရာရှိတွေပါဝင်ပါတယ်။ဖွဲ့စည်းရခြင်းရဲ့အဓိကရည်ရွယ်ချက်ကစစ်တပ်ထဲကစစ်သားတွေကိုပင်ပန်းဆင်းရဲမှုတံတွေကိုကြံ့ကြံ့ခံနိုင်ပြီးတော့တေမင်းကိုအန်တုနိုင်မှုဖြစ်ပါတယ်။ဒါမှလည်းသူတို့စစ်တပ်မှာစစ်သားအလုံးလောက်ရှိနေမှာဖြစ်ပါတယ်။သူတို့ဟာစမ်းသပ်မှုတွေပြုလုပ်နိုင်ဖို့ဖမ်းဆီးချုပ်နှောင်ထားတဲ့အကျဉ်းသားတွေကိုအသုံးချခဲ့ကြပါတယ်။စမ်းသပ်မှုတစ်ခုပြုလုပ်တိုင်းမှာအကျဉ်းသားတွေကိုမသိုံတမဲညှင်းဆဲခဲ့ကြတာပါအကျဉ်းသားတွေထဲမှာမိသားစုတွေနဲ့ဝေးကွာပြီးတော့မရေရာတဲ့စမ်းသပ်မှုတွေကိုအန်တုကတေးမဲနေကိုထိုင်ဆောက်နေခဲ့ရတာပါဒီစခန်းမှာတေဆုံးသူအကျဉ်းသားပေါင်း1000ကနေ12000ထိရှိခဲ့တယ်လို့သိရပါတယ်ဒီစခန်းကိုဆေးပညာရှင်တစ်ယောက်ဖြစ်တဲ့ရှီရိုအီရှီကဦးဆောင်တာဖြစ်ပါတယ်ဇီဝကမ္မပညာရှင်ယိုရှိမိုရာဟီဇာတိုစမ်းသပ်ခဲ့တဲ့ Profile AK စမ်းသပ်ချက်ကဒီစခန်းရဲ့အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်စစ်သားတွေဟာအေးခဲမှုကိုဘလောက်အတိုင်းအတာထိခံနိုင်လဲဆိုတာကိုသိရှိဖို့အတွက်အကျဉ်းသားတွေရဲ့လက်တွေကိုရေခဲရိုက်ထားခဲ့ရဖြစ်ပါတယ်။ကျုံဘူးတည်ဘူးတဲ့သူတွေရဲ့ပြောဆိုချက်အရရေခဲရိုက်ခံချရတဲ့အကျဉ်းသားတွေရဲ့လက်တွေကိုရိုက်ကြည့်မယ်ဆိုရင်တန်ချောင်းတစ်ချောင်းကိုရိုက်နေရတယ်လို့အတန်ကြားရတဲ့အထိအေးခဲထားတယ်လို့သိရပါတယ်။ပြီးရင်တော့ခဲနေတဲ့လက်တွေကိုအရေးပြန်ပြောစေဖို့အတွက်ရွေနေပူပူကိုလောင်းချခဲ့ပါတယ်။နောက်ထပ်စမ်းသပ်မှုကတော့လေထီးပေါ်ကပြုတ်ကျတဲ့အချိန်ဘလောက်အတိုင်းတာထိစစ်သားတွေခံနိုင်ရှိလဲဆိုတာကိုသိရဖို့အကျဉ်းသားတွေကိုဂျင်းထဲထည့်ပြီးတော့မှွေခဲ့တာဖြစ်ပါတယ်။ဒါအပြင်စစ်မြေပြင်အတွင်းလက်ပြက်အခြေပြက်ဖြစ်တဲ့အကျဉ်းသားတွေအတွက်ပြန်ဆက်နိုင်ဖို့တီရှူးတွေဟာအချိန်ဘလောက်ထိအလုံးလုံးသေးလဲဆိုတာသိရဖို့အတွက်စမ်းသပ်ချက်လုပ်ခဲ့ပါတယ်။ဒီစမ်းသပ်ချက်မှာအကျဉ်းသားတွေကိုမေ့စေးမပေးဘဲနဲ့အစိမ်းလိုက်ခြေတွေလက်တွေဖြတ်ပြီးတော့တီရှူးအသားအစားတွေကိုပြန်ဆက်ခဲ့ကြတာပါ။နောက်ပြီးတော့လူတယောက်ဟာအစာမစားဘဲဗနရက်တိတိနေနိုင်လဲဆိုတာသိရဖို့အတွက်အကျဉ်းသားတွေကိုအစာငတ်ထားပြီးတော့စမ်းသပ်ခဲ့ကြပါသေးတယ်။အဆိုးရွားဆုံးကတော့စိုက်ဖလစ်ကာလာသားယောဂဖြစ်ပွားနှုန်းနဲ့ကူးစက်မှုနှုန်းကိုသိဖို့အတွက်ကာလာသားယောဂခံစားနေရတဲ့အမျိုးသားတွေကိုခေါ်ဆောင်လာပြီးတော့စခန်းထဲကချုံနှောင်ထားတဲ့အမျိုးသမီးတွေကိုအတ္တမပြုကျင့်ခိုင်းတာဖြစ်ပါတယ်။ဘိုးဘီတွေရဲ့ပြောဆိုချက်အရတော့ Unit 731ကငရဲထက်ကိုကြောက်ဖို့ကောင်းတာဖြစ်ပါတယ်။ဒီထဲကိုရောက်သွားတဲ့အကျဉ်းသားတစ်ယောက်ရဲ့ဘဝဟာတေလန်းအပြစ်လွတ်လန်းမရှိတော့ပါဘူး။ဒီထဲရောက်လာတဲ့အကျဉ်းသားတွေဟာများသောအားဖြင့်အစိုးရကိုအကျွေးတင်နေတဲ့သူတွေစစ်တုံးပန်းတွေနဲ့နိုင်ငံတွင်းကခိုးသားတပြတွေပဲဖြစ်ပါတယ်။မြန်မာခေတ်မှာတော့ဂျပန်နိုင်ငံဟာနည်းပညာတွေတိုးတက်လာပြီးတော့ဆေးပညာပိုင်းမှာလည်းအင်မတန်တိုးတက်လာခဲ့တဲ့အတွက် Unit 731ကတဖြည်းဖြည်းနဲ့မှိန်ပြောက်လာခဲ့ပါပြီ။အခုဆိုရင်အဆိုပါသုတေသနစခန်းဟာပြည်ရင်းနာမကပြည်ပခရီးသွားတွေအတွက်ပါလေ့လာစရာနေရာတစ်ခုဖြစ်ထားရှိထားတာဖြစ်ပါတယ်။ဒါပေမဲ့ဂျပန်သမိုင်းမှာတော့ Unit 731လို့ပြောလိုက်ရင်မသိသူမရှိတော့တဲ့အထိတစ်ခေတ်တစ်ခါကရက်စက်မှုမှာအင်မတန်ကြီးမားခဲ့တာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။